တနေ့ကို9နာရီထက်အာရုံစူးစိုက်ပြီးစာလုပ်ဖို့ဆိုတာကအကြောင်းသားတယောက်အလိုချင်ဆုံး skill တစ်ခုပါပဲဒါပေမဲ့တကယ်နဲ့2နာရီလောက်ဇက်တိုက်စာလုပ်ကြည့်တဲ့အခါမှာအတွေးတွေများလာတယ်အိမ်ငိုက်လာတယ်ပြင်းလာတယ်တခြားအရာတွေလှုပ်ချင်လာတယ်ဘလောက်ကြက်စာကြက်လို့မရဘူးဖြစ်လာတယ်ကိုယ့်ကိုယ်တန်တရားတွေဝင်လာတယ်ဒါတွေအလုံးကြုံမှုကြမှာပါဆိုတော့ကျွန်တော်တို့ဟာ game တွေဇာတ်ကားတွေမှာနိုင်များစွာအာရုံစိုက်နိုင်တယ်လို့စာမှာလည်းတနေ့ကို9နာရီထက်အာရုံစိုက်နိုင်အောင်ဘယ်လိုလုပ်ရမလဲအဲ့ဒီမိကုံကိုအာရုံစူးစိုက်ပြီးစာဘယ်လိုလုပ်ရမလဲဆိုတဲ့ဒီဗီဒီယို series မှာဗီဒီယို3ပုံနဲ့အတူကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီ series ရဲ့ပထမဆုံးဗီဒီယိုလေးကိုတော့ TEA framework နဲ့အစပြုလိုက်ရအောင်ဒီ TEA ဆိုတာလေးကိုသိသွားရင်စာလို့ရတာခင်ကစားရတယ်လို့ပဲအာရုံစိုက်ရတာပို့ပြီးမှလွယ်လာပါလိမ့်မယ်စာလို့ပြီဆိုရင်ကျွန်တော်တို့ပထမဆုံးသိထားတင်တာကအချိန်ကုန်တာနဲ့စာရတာနဲ့အချိုးမကြောက်ဆိုတာပါပဲဒီအကြောင်းတွေကို Womas and Better Everyday ရဲ့စာလေးလာနေဗီဒီယိုတွေကိုစောင့်ကြည့်နေတဲ့သူဆိုလို့ရှိရင်သိပါလိမ့်မယ်စာရဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကအုံနောက်ကိုတုံးရတယ်အဲ့လိုတုံးဖို့ဆိုတာကလည်းအာရုံစူးစိုက်မှုလို့ခေါ်တဲ့ attention ကိုလိုအပ်တယ်ဒီအလုပ်တွေလုပ်ဖို့ဆိုတာကလည်းကျွန်တော်တို့မှာ energy လို့ခေါ်တဲ့စွမ်းအင်ရှိဖို့လိုပါတယ်ဆိုတော့ကျွန်တော်တို့ကစာရဖို့ဆိုလို့ရှိရင် attention လို့ခေါ်တဲ့အာရုံစူးစိုက်မှုလိုအပ်မယ် energy လိုအပ်မယ်ပြီးတော့အချိန်တစ်ခုကြာလေ့လာပေးရမယ်အဲ့ဒီမှာ TEA framework ဆိုတာဖြစ်လာတာပါအော်ဒါနဲ့ Womas and Better Everyday ကတင်တဲ့ဗီဒီယိုလေးဆိုပြီးမှစကားဆက်မိလို့လွန်ခဲ့တဲ့တစ်နှစ်ကကျွန်တော်ဒီဗီဒီယိုလေးတင်လိုက်တယ်ပေါ့နော်ချိန်ကြားဆိုတာကစာလုပ်ဖို့ဆွဲတာမဟုတ်ပါဘူးစာရဖို့ဆွဲတာပါချိန်ကြားတစ်ခုကိုရှိမှချစာလုပ်ပြီးတော့စာမျှနေရင်တော့လကားပါပဲဒါကြောင့်ဒီနေ့ဒီဗီဒီယိုမှာတော့ကမ္ဘာစစ်နှစ်ကျောင်းသားတွေရဲ့တကယ်အလုပ်ဖြစ်တဲ့ချိန်ကြားဆွဲနည်းတွေကုမ္ပဏီ6ခုက9ခုလောက်ကိုအုပ်ချုပ်နေရတဲ့ CEO တွေရဲ့ time management technique တွေအိုးရတမ်းပေါင်းများစွာဝယ်ယူဖတ်ရှုခံရတဲ့ productivity time management စာအုပ်9အုပ်ရဲ့နိုင်ပေါင်းများစွာလေ့လာမှသိရမယ် knowledge စနစ်တွေကိုအသုံးပြုထားတဲ့ဆယ်စပိုထိရောက်တဲ့ time management ကို chapter 4ခုနဲ့ဖော်ပြပေးသွားပါမယ်ဆိုတော့အဲ့ဒီဗီဒီယိုလေးရဲ့အောက်မှာကျွန်တော်ဒီ comment လေးကိုတွေ့ရဗျ comment ပိုင်ရှင်တွေနဲ့ညံကောင်းပေမဲ့ပြင်းနေတဲ့ပါတယ်အဲ့တော့အကြောင်းရင်းပြိုင်ပွဲတွေတင်ရှာစွမ်းရည်ပြိုင်ပွဲတွေထဲမှာအဆင်မပြေဖြစ်တတ်တယ်ပေါ့ဒါပေမဲ့ဒီဗီဒီယိုထဲမှာပါတဲ့အချိန်တရားဆွဲနည်းကြောင့်မို့လို့ပြိုင်ပွဲတိုင်းမှာအဆင်မပြေဖြစ်လာခဲ့တယ်ဆိုပြီးတော့မှ comment လေးမှန်ထားပါတယ်အခုလိုအတွေ့အကြုံလေးတွေကို share ပေးတဲ့အတွက်ကျွန်တော်ဘက်ကလည်းတကယ်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကအခုလိုထောက်ကူအများကြီးပြုနေတာကိုတွေ့ရတကယ်ကိုဝမ်းသာမိပါတယ် support ပေးတဲ့လူရောက်ချင်းဒီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်နေတယ်ဆိုလို့ရှင်တော့ကျွန်တော် description မှာချပေးထားပါတယ်။စာရဖို့အတွက်ကျွန်တော်တို့က TEA framework ကိုသုံးရမယ်ဆိုလို့ရှင်ကျွန်တော်တို့မှာမေးစရာမေးခွန်းတွေပေါ်လာပါတယ်။ attention ဘယ်လိုပေးမလဲ energy ဘယ်လို treat တာမလဲ time ကိုဘယ်လို management လုပ်ရမလဲ။ဒီမေးခွန်းကိုဖြေဖို့အတွက်ကျွန်တော်တို့စဉ်းစားကြည့်လိုက်တော့ attention ကိုဘယ်အချိန်မှာပေးမိဆုံးလဲ။ဘယ်အချိန်မှာပေးမိဆုံးလဲဆိုတော့ကျွန်တော်တို့ gain တွေစကားတွေကြီးမိတဲ့အခါမှာ attention ကိုအများဆုံးပေးမိပါတယ်။ဒါဆိုရင်ဘာဖြစ်လို့ပေးမိတာလဲဆိုတော့စကားကြီးတာနဲ့နမူနာထားပြီးစဉ်းစားကြည့်ရအောင်။အဓိကတရားခံကဘယ်အားစတာလဲဆိုတော့ကျွန်တော်တို့တီးကျင်စိတ်ဖြစ်လာအောင်အစွခံရခြင်းကနေစတာပါအဲ့လိုနဲ့ကျွန်တော်တို့ပေးမတည်ပဲအချိန်ဆွဲထားမယ်နောက်ဆုံးမှာတော့အဲ့ဒီအကြောင်းအရာကိုကျွန်တော်တို့သိလိုက်ရမယ်ဒါပေမဲ့ plot twist တွေကထင်ထားတာမဟုတ်ဘဲနဲ့ဇလန်းကကြံနေသေးတယ်ဆိုတော့ကျွန်တော်တို့သိလိုက်ရတယ်အဲ့လိုနဲ့တီးကျင်စိတ်ကိုနောက်တစ်ခေါက်ပြန်အစွခံရပြီးတော့မှဒီစကားအပေါ်ဆွဲလန်းပြီးတော့မှအေးရပြက်ပြီးတော့မိုးလင်းသွားတာပဲအဲ့တော့ကျွန်တော်တို့ရဲ့ဆွဲလန်းခြင်းတွေကအဆုံးသက်ကိုမြင်နေရမယ်ဒါပေမဲ့လွယ်မလို့လို့နဲ့ခတ်နေတယ်ဆိုပြီးတော့မှခံစားရတယ်ဆိုလို့ရှိရင်ဆွဲလန်းခြင်းဖြစ်တယ်ဆိုပြီးမှကျွန်တော်တို့ပြောလို့ရပါတယ်ဒါကြောင့်တပိုင်းတပွဲဆိုပြီးတော့မှမိုးလင်းသွားကြတာပေါ့ဒါကြောင့်စာလုပ်တဲ့နေရာမှာလည်းအခုလိုဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့လုပ်တင်တာကကျွန်တော်တို့စာလုပ်တဲ့အခါမှာတိုးတက်နေရလို့ခံစားနေရမယ် progress ကိုလည်းမြင်နေရမယ်ခဲမှုကလန်းမိတဲ့ဇုံတစ်ခုအတွင်းမှာရှိနေရပါမယ်တိုးတက်တယ်လို့ခံစားရမှာရှေ့ဆက်ရှင်သိရှိမှာပါဂိမ်းနေနဲ့ဥမာပေးရမယ်ဆိုလို့ရှိရင်တင်နိုင်ပေါင်းများစွာစော့ကစားလဲဇက်ကောင်ကဘာမှပြောင်းလဲမှုရှိမှာမဟုတ်ဘူးဆိုလို့ရှိရင်တင်အဲ့ဂိမ်းကိုပြင်းသွားမှာပါprogress ကိုမြင်နေရမှာ motivation ရှိမှာပါဇလန်းနေ gain တွေကိုကျွန်တော်တို့ဆွဲလန်းမိတယ်ဆိုတာကလည်းဒီထဲမှာပါတဲ့ဇက်ကောင်ရဲ့ progress တိုးတက်မှုကိုမြင်နေရတဲ့အတွက်ကျွန်တော်တို့ဆွဲလန်းမိနေတာပါခက်ခဲမှုကလန်းမိတဲ့ဇုံတစ်ခုမှရှိနေရပါမယ်ဒါမှကျွန်တော်တို့ confidence တက်လာမှာပါဒီအကြောင်းကိုတော့ကျွန်တော်နောက်မှပြန်ပြောပြသွားပါမယ်အဓိကတော့ကျွန်တော်တို့စာလုပ်တဲ့အခါမှာဒီချက်၃ချက်ကိုဝန်းရံပြီးတော့မှစာလုပ်သင်ပါတယ်ဒါဆိုရင်စာလုပ်တာကပြောဖို့ကောင်းလာပါလိမ့်မယ်ဒါဆိုအဲ့ဒီ၃ခုဘယ်လိုလုပ်ရမလဲကျွန်တော်တို့တစ်ခုချင်းညီသွားရအောင်နံပါတ်1တိုးတက်တယ်လို့ခံစားနေအောင်ဘယ်လိုလုပ်ရမလဲ။ကျောင်းသားများစုစာလုပ်တဲ့ပုံစံကဒီလိုပုံစံစာသင်ပြီးလို့ပြန်လေးလာပြီဆိုလို့ရှိရင်တို့ကပြီးသွားပြီလို့ထင်ကြတယ်။ဒါပေမဲ့တို့မတွေးမိတာကစာအုပ်ကောင်းနဲ့ထည့်တာနဲ့ထည့်ထားတဲ့စာအုပ်ကောင်းနဲ့ပြန်ထုတ်တာမတူဘူးဆိုတာပါပဲ။ဒါရီအားလုံးရဲ့အသေးစိတ်တွေကိုမှတ်ဉာဏ်ရဲ့အလုံးလုံးပုံဆိုပြီးတော့မှကျွန်တော်ရဲ့စာတိနာနီတင်တန်းမှာအသေးစိတ်ရှင်းပြပေးထားတာရှိပါတယ်။အဲဒီထဲမှာတော့ကျွန်တော် series like video အများကြီးနဲ့တင်ပေးထားပါတယ်။အဓိကပြောချင်တာကတော့စာအုပ်ကောင်းနဲ့ထည့်တာအပြင်စာအုပ်ကောင်းနဲ့ပြန်ထုတ်တာပါလေ့ကျင့်ဖို့လိုအပ်တယ်ဆိုတာပါပဲ။အဲ့တော့ကျွန်တော်တို့ကကိုယ့်ကိုယ်ကိုတိုးတက်နေတယ်လို့ခံစားနေရဖို့ဆိုလို့ရှိရင်ကိုယ့်ကိုယ်ကိုပြန်ပြီးတော့မှစမ်းစစ်ဖို့လိုပါတယ်။သူသဖြင့်တော့ chapter and test တွေ quiz တွေ all question တွေ exercise တွေအများကြီး practice လုပ်ပြီးတော့မှလေ့ကျင့်ဖို့လိုပါတယ်။နောက်ပြီးတော့မိကုန်းလေ့ကျင့်ရင်မိကုန်းကမလဲမခတ်စုံထဲမှာရှိနေတင်ပါတယ်။အရန်လွယ်ရင်လည်းပြင်းသွားတတ်တယ်အရန်ခက်ရင်လည်းစိတ်တက်ကြတတ်ပါတယ်။ဒါကြောင့်တိတ်မလွယ်တာမျိုးနည်းနည်းခက်တဲ့မိကုန်းမျိုးကို try ပြီးတော့မှလေ့ကျင့်ကြည့်ပါ။
မိကုန်းတွေကျွန်တော်တို့စပြီးလေ့ကျင့်တဲ့အခါမှာအမှားအယွင်းများတတ်တယ်အဲ့လိုမျိုးဆိုရင်ကျောင်းသားတွေကစိတ်သက်ကြတော့တတ်တယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကမကြတဲ့မင်းနဲ့ပြောရမှာပါဘာဖြစ်လို့လဲဆိုတော့အမှားတစ်ခုလုပ်ပြီးသွားရင်နောက်ထပ်တူညီတဲ့အမှားတစ်ခုကိုထပ်လုပ်ဖို့ chance နည်းသွားလို့ပါပဲ question number 1ကိုလေ့ကျင့်နေဆိုကြပါစို့ပထမတစ်ချိန်မှာကျွန်တော်တို့မှားကောင်းမှားမယ်ဒုတိယတစ်ချိန်လည်းထပ်ပြီးမှားနိုင်သေးတယ်ဒါပေမဲ့တတိယတစ်ခေါက်မှာတော့မှန်သွားပါလိမ့်မယ်အဲ့လိုနဲ့လေ့ကျင့်မှုများလာတဲ့အမျှကိုယ့်ရဲ့ progress ကတက်လာပါလိမ့်မယ်အဲ့ဒါနဲ့အတူကိုယ်လည်းဆက်လုပ်ဖို့အတွက် motivation ရလာပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့စာလုပ်ပြီဆိုလို့ရှိရင် notes တွေကိုပြန်ဖတ်နေရဲဆိုတာထက်အခုလိုမျိုး MCQ question လေးတွေ chapter and test တို့ modularize လုပ်ထားတဲ့ exercise လေးတွေကိုလေ့ကျင့်တာပို့ပြီးတော့မှထိရောက်ပါတယ်တိုးတက်မှုလည်းရှိပါတယ်ကျွန်တော်တို့ attention ကြောင်းကိုနားလည်သွားပြီဆိုပေမဲ့ကျွန်တော်တို့ရင်ဆိုင်ရမယ့်နောက်ထပ်ပြဿနာ2ခုရှိပါသေးတယ်အဲ့ဒါကတော့ time and energy ပါကျွန်တော်ရှိတဲ့အားလက်ချိန်လေးမှာလက်ကျန် energy လေးနဲ့ခက်ခဲတဲ့စာတွေကိုကြက်မှတ်နိုင်အောင်ဘယ်လိုလုပ်ရမလဲအဲ့ဒါတွေကိုကျွန်တော်တို့သိဖို့လိုသေးတယ်ပြီးတော့ကျွန်တော်ကဒီဗီဒီယိုမှာ TE ကို theory ပဲပြောသွားတာဒါကြောင့်အဲ့ဒီမိကုန်းအနေနဲ့ TE အသုံးပြုပြီးတော့မှလက်တွေ့ကျကျစာလုံးနည်းတွေကိုကျွန်တော်အာရုံစူးစိုက်ပြီးစာဘယ်လိုလုပ်ရမလဲဆိုတဲ့ဗီဒီယို series ရဲ့ဒုတိယတစ်ပုံနဲ့တတိယတစ်ပုံမှာဆက်ပြီးတော့မှပြောပြပေးတော့ပါမယ်။အော်ဒါနဲ့ကျွန်တော်တစ်လက်စာလေးကြီးညာစရာရှိပါတယ်။ပြီးခဲ့တဲ့လတွေကကျွန်တော်စာလေးလိုင်းတင်တန်းဖွင့်ပြခဲ့ပါတယ်။တင်တန်းမှာဆိုရင်ကျွန်တော်ကမှတ်ညံအပိုင်းအနေနဲ့ဘာကြောင့်စာမေးရတာလဲမှတ်ညံဘယ်လိုဖြစ်ပေါ်တာလဲစာမမေးအောင်ဘယ်လိုမှတ်ရမလဲ။မိကုန်းမြင်တာနဲ့အဖြေတန်းပြောနိုင်တဲ့မှတ်ညံတစ်ခုဘယ်လိုတိဆောက်ရမလဲစတဲ့ခေါင်းစဉ်တွေအပြင်ဒီမှာပြထားတဲ့စာချက်နည်းတွေအားလုံးပါမယ်။နောက်ပြီးတော့ကျောင်းသားတွေဖြစ်လိဖြစ်တာရှိတဲ့ခုနှစ်တွေကဏ္ဍတွေရောတာတွေ AN တင်ရောတာတွေမှတ်ရခတ်တာတွေကိုမရောအောင်ဘယ်လိုမှတ်ရမလဲ။အဲ့ဒါတွေအပြင်ကျောင်းသားတစ်ယောက်အနေနဲ့ AI အသုံးပြုပြီးဘယ်လိုစာလုပ်ရမလဲ STEM ဘာသာရပ်တွေ foreign language တွေကိုဘယ်လိုလေ့လာရမလဲ။နောက်ပြီးတော့ကျွန်တော်တို့ time management ဆိုလို့ရှိရင်လည်းစာပြီးတာတွေစာမွေးနီးလို့စာကြက်ရတာမမီတော့တဲ့အခြေအနေတွေကျောင်းနဲ့ကျူရှင် multiple run ရတဲ့အခြေအနေတွေမှာဘယ်လို management လုပ်ရမလဲ။ဒါတွေကိုလည်းကျွန်တော်လေ့ကျင့်နေကြပေးပါတယ်။ဒါကြောင့်ဒီတင်တန်းအနေနဲ့လည်း review ကောင်းတွေရရှိခဲ့ပါတယ်အခုကျွန်တော်အနေနဲ့ဒီစာလေးလာနေတင်တန်းလေးကို batch အသစ်ထပ်ဖွင့်ဖို့ရှိပါတယ်ပြီးတော့ဒီ batch အသစ်မှာဆိုလို့ရှိရင်ကျောင်းသားတစ်ယောက်အနေနဲ့ငွေဘယ်လိုရှာရမလဲဆိုပြီးတော့မှဒီ video series ရဲ့ ADHD video series ရဲ့ဆိုပြီးတော့မှသင်ခန်းစာထပ်ဖြည့်ဖို့ရှိပါတယ်စိတ်ဝင်စားရဆိုလို့ရှိရင်တင်တန်းအသေးစိတ်ကို comment က link မှာချထားပေးထားပါတယ်